မင်္ဂလာပါတသားမိမိတို့ရေဒီနေ့မှာတော့တီကဒုံးမြန်ကလေးရွှေရိုးရဲ့ကမ္ဘာဆွဲငင်အားအနိုင်ယူပွဲဆိုတဲ့အကြောင်းလေးကိုပြောပြပေးမယ်နော်။ဒီနေ့မှာအာကာသထဲကိုသွားပြီးလူသားတွေအတွက်ကြီးမားတဲ့တာဝန်ကိုထမ်းဆောင်ဖို့ဒုံးမြန်ကလေးရွှေရိုးကိုတာဝန်ပေးလိုက်တဲ့။ဒီတော့ဒုံးမြန်ကလေးရွှေရိုးဟာလွတ်တည်စင်တာမှာရပ်နေရတာပေါ့။အရာဝတ္ထုတွေအားလုံးလိုပဲရွှေရိုးကိုလည်းကမ္ဘာမြေကြီးရဲ့ဆွဲငင်အားကချီနှောင်ထားတာပေါ့ But Earth's gravity is pulling Shueyo down. ဆွဲငင်အားဆိုတာကတသားမိမိတို့ဘောလုံးတစ်လုံးကိုအပေါ်ပြစ်တင်လိုက်ရင်ပြန်ကျလာတာကကမ္ဘာမြေကြီးရဲ့ဆွဲငင်အားကြောင့်ပေါ့တစ်တီးတွေအပင်မောကကြွေကျလာတာကလည်းကမ္ဘာမြေကြီးရဲ့ဆွဲအားကြောင့်ပဲပေါ့ဒီတော့ဆွဲငင်အားတာမရှိဘူးဆိုရင်အရာဝတ္ထုတွေအားလုံးဟာလေထဲမှာမျောပါနေမဲ့သဘောပေါ့ဒါကြောင့်ရွှေရိုးဟာကမ္ဘာမြေကြီးရဲ့ဆွဲငင်အားကိုအင်အားပြင်းပြင်းနဲ့စန့်ကျင်နိုင်မှတာအာကာသထဲကိုအရောက်သွားနိုင်မှာပေါ့အဲ့ဒီအတွက်ရွှေရိုးမှာရှိတဲ့အင်ဂျင်ကြီး၃ခုကရွှေရိုးလေးကိုအာကာသထဲရောက်အောင်ကူညီပေးကြမှာပါရွှေရိုးလေးကတော့သူ့ရဲ့ပထမဆုံးအာကာသထဲကိုသွားရမယ့်ခရီးစဉ်ဖြစ်တာကြောင့်စိတ်လှုပ်ရှားနေတာပေါ့ပထမဆုံးအင်ဂျင်ကြီးကကျဲလောင်တဲ့အတန်ကြီးနဲ့စတင်လောင်ကျွမ်းတော့တာပေါ့အပူတန်းငွေတွေအားပြင်းစွာထွက်လာပြီးအဲ့ဒီတန်းငွေတွေရဲ့နောက်ပြန်ထွက်တဲ့အားကြောင့်ပဲရွှေရိုးဟာကမ္ဘာဆွဲငင်အားကိုစန့်ကျင်ပြီးစတင်ပြန်တက်သွားတော့တာပေါ့မြေပြင်ကနေဝေးရာကိုရောက်တဲ့အခါမှာပထမအင်ဂျင်ရဲ့နောက်စာကုန်သွားပြီးရွှေရိုးကိုယ်တွေကနေကွာကျသွားတာပေါ့အဲ့ဒီအချိန်ဒုတိယအင်ဂျင်ကချက်ချင်းပဲ grow ဆိုတဲ့အတန်ကြီးနဲ့ဆက်လက်အလုပ်လုပ်တာပေါ့လွန်စာကန်ကြီးတစ်ခုကွာကျသွားတဲ့အတွက်ရွှေရိုးလေးကအလေးချိန်ပေါ်ပါသွားတာကြောင့်ပိုပြီးမြင်မြင်ဆန်ဆန်အာကာသထဲကိုပြန်တန်းတာပေါ့ဒုတိယအင်ဂျင်လည်းပထမအင်ဂျင်လိုပဲလောင်စာကုန်တဲ့အခါရွှေရိုးရဲ့ကိုယ်တွေကနေကွာကျသွားပြန်တာပေါ့ဒီတော့ရွှေရိုးလည်းနောက်ဆုံးကျန်တဲ့အင်ဂျင်နဲ့ကမ္ဘာမြေကြီးကနေဘလို့မှဆွဲယူလို့မရနိုင်တဲ့ရန်အရန်မြန်တဲ့မြန်နှုံကြီးနဲ့အာကာသထဲကိုအရောက်သွားနိုင်သွားတော့တာပေါ့ဒီတော့မှရွှေရိုးလည်း ကမ္ဘာဆွဲငင်အားကိုနိုင်ယူလိုက်ပြီ လို့អော်ပြီးအာကာသထဲမှာစူးစမ်းရှာဖွေမှုတွေဆက်လက်လှုပ်ဆောင်တော့တာပေါ့ဒုံးမြန်ကလေးရွှေရိုးအကြောင်းကတော့ပြီးပါပြီနော်သာသာမိမိတို့ကမ္ဘာမြေကြီးရဲ့ဆွဲအားအကြောင်းကိုနားလည်သွားလိမ့်မယ်လို့တီမျှော်လင့်ပါတယ်နောက်ပတ်မှာလည်းတီကခုလိုစိတ်ဝင်စားစရာအကြောင်းတွေကိုပြောပြပေးအောင်မှာမို့စောင့်မျှော်နားဆင်ပေးပါဦးနော်သာသာမိမိတို့ကိုယ်စိတ်နှပြချမ်းသာကြပါစေလို့တီကဆုတောင်းပေးလိုက်ပါတယ်နော်